မြည့်ရဲ့ခြေရာကရေခွက်ကလေးမျိုးကိုတွေ့ရပါတယ်။ဆောင်းရဲ့ခြေရာကြတော့နှင်းချင်းနှင်းနဲ့များကိုတွေ့ရနေတာချစ်ရဲ့။မြည့်ရဲ့ခြေရာကတော့လေဝေးလာတာတွေ့ရတတ်ပါတယ်။မြင်းနာရွရွဝါတို့တွေ့တဲ့အခါမြင်းနာခနေတဲ့ရွဝါတွေကိုလေဝေးကနှိမ့်လိုက်ပြန်တော့ရွဝါကြီးလေးတွေကကိုပြေးဒီပြေးဆက်တိုက်ပြေးသွားတာတွေ့ကြရတယ်လေ။ဟုတ်တယ်ချစ်ရဲ့။အဲ့လိုသင်္ခါမှာကိုဟာလေဝေနလေးကိုပြေးပြီးတော့တရားနေရဲ့။ဒါမှမဟုတ်တဲ့အမိုင်းမကိုမိတ်လာယူတာရဲ့လို့မရှိတင်ရဲ့ရှင်လေးကဖြုံနေပြီပဲ။ဆက်အောင်မှာဆက်ဆုံးတာအတူရှင်ပြီးမပူမပင်အတူရှင်ဆက်ပါရဲ့လို့လေဝေမကိုအတန်တန်ပြောခဲ့ပြီနဲ့ကိုယ့်ရဲ့စကားကံကိုအခါတမလို့ထင်ပြီးဘုံရင်းနဲ့ထင်နေကျဲသွားတာကြတော့ရွာလဲနာတယ်ရင်လဲနာတယ်လေဝေမကြီးအေးလေတွေ့ကြည့်တော့ကိုယ့်လူမဝေဝေဖမ်းရခဲ့တယ်လို့နမ်းမှပြောတဲ့နန်းတော်မလေးဦးမမြစ်တာကန့်နဲ့တန်ရောစဉ်တင်းတဲ့ဘိုးကြီးကိုတဲပိုးပြီးအဝေးပြေးသွားတဲ့လေဒီမလေးကိုတန်းတန်းနေပြီဆိုတော့ကိုယ့်ပြည့်နဲ့ကိုခံပြီးအောင်လို့လားပုတ်သိနေကြီးခံပြီးအောင်လို့ဘောမြတ်ဝါရီမြမခါလို့လေလာတော့သိပြီးပြည်တာမြင်ရပါအရင်ကနေဝေမလေးပြည်တတိယမြေလေမယုံတာဟုတ်တော့လေအဆုံးပြပါတော့လေလို့မောင်မြင်နေနေနေရင်ဒီကွာအမိုက်မရဲ့ဒိတ်ကတော့နေပြင်းရင်နာနာရှာရမောဒီမှာပြဘူးတော့ရဲ့ပွေဆုံးနေတာအခုမပင်သူသက်ပါအခါပြောလေလေစကားချိုအခါလို့သူတင်နေဘဝရဲ့ရင်နဲ့ထင်မင်းကျလို့ပြပွားပြေအဝေးအဝေးအဝေးတော့ကိုမလာကိုပြစ်တယ်ကိုခံရပြီလေဒီလိုခံရတဲ့လို့လမ်းပေါ်မှာပြောသူမှာမြစ်တာတတ်မဲ့တဲ့နဲ့ဒီမှာပြောရနေလားပြောရလားဒီမှာလေးနေမှာသာဘဝကိုရပြောရပြီဒီရွာဒီမှာစက်တိုက်ကြည့်လို့
ချင်းရဲ့ချကိုချင်းလိုက်ပါစိန်ပေါ်မှာတင်းပြလာချစ်ဆုံးချင်းလိုက်ပါအေးရပြီလားဆိုရင်ဒါကလာဆက်ဆောက်ဆောက်ဒါကအော်နေလိုက်တာရဲ့ဖုန်းနဲ့နေစနေပါချင်းနေရဒီကားနဲ့ဟမ်ဘာလို့ဆိုရလဲမလေးဆိုရတာဖုန်းနဲ့ဒီမှာညီမလေးအဲ့ဒီချင်းခစ်စားနေတာစောင်းလည်းမသိဘူးနဲ့ဩအေးဘာလဲလိုက်တာလေသူရတဲ့ကပင်းလေးဆက်ထားတယ်ဒါပြီးတော့ဆက်ကောလက်ကောနဲ့အချင်းကလည်းဆက်ကောလက်ကောကျော်လို့လေအဲ့လိုခင်းနောက်ကြနေတော့မင်းမမရတာသိလားအမှန်မြို့ဆိုတာလေအစ်စ်စိတ်ပေါ်တာတော့ဒီအစ်စ်စမ်းတွေကိုမှီအောင်လိုက်နိုင်မှာဒီဆိုတာခင်မိတာအမှန်ဒီကကွက်တယ်မအားလို့ခင်မိတာတော့ပြောရင်ပြောစမ်းပါဟာငါမိမမရတော့ထက်မပြောပါဘူးအမမြစ်တာကိုပေးတဲ့သူကပေးမယ်ယူရသူမရှိတော့ဘယ်ရတာလဲမဆန်းကြီးကိုတက်မြစ်တာကြီးပေးလိုက်ပါလားတော့ဟုတ်တယ်မဆန်းကြီးကတော့စိတ်ပုံရတယ်သိရလားတော်လို့မရအယိုးယိုးချင်းလိုက်ပါလေဟုတ်ချက်နေကြတယ်လားညာဒီရနာကဘယ်လိုကြိုက်တယ်ဆိုရင်သိဆုံးမှာလောကကြီးမှာရိုးတဲ့လူကဆန်းတဲ့သူကစိတ်တာဟာကျုပ်ကတော့စိတ်ကူးရမထည့်လိုက်ပါနဲ့တော့ကျုပ်ကငငယ်ရွယ်ရွယ်နဲ့လူလူနေတာဟုတ်တော့ပြီးတော့လေဒီရနာမရလူဖြစ်ကျွရှင်းမြို့တွေပါလေတွားပြီးနေပြစ်မယ်လို့စိတ်ကူးတယ်ဘာပြောလဲညှို့သွားမယ်ဟုတ်တယ်ညှို့သွားမယ်ဟုတ်ပါတော့ရွာကိုအထေလာရောက်နဲ့မိမကြီးကလေကျုပ်ကိုမြို့ခေါ်နေတယ်တော့မင်္ဂလာကြီးမှာအထေရရမယ်တဲ့အဲ့ဒါအမေကခွင့်ကြည့်ကျုပ်လိုက်သွားမှာကဲပါတော့တော်သူစိတ်ကလည်းကျုပ်လည်းမကြိုက်ပါဘူးကဲကျုပ်သွားလိုက်မယ်နော်အေးဝတ်ထုံမညှို့ကြည့်ရတာစိတ်ကုန်းကတော့မှတ်ဖြစ်စီပြီးလာတော့ရင်ဝဲပြီးဆိုလို့ဖြစ်နေပါတော့လားနင်ကညှို့သွားမယ်ဆိုရင်တော့ဝတ်ထုံမအေးညှိတော့မှရင်လေးပါလေဟဲ့မလီလူနာလေးဟဲ့ကိုသိန်းအတန်ကြားတာနဲ့ညီရဲ့ဘိုင်းကိုတော့မှပဲရက်ပြအောင်နှစ်တော့ကလည်းမသေးပါလားဟဲ့သူဘယ်ပြန်လာလို့မသိဘူးနော်သူကရှိမလဲဟဲ့ကွတ်တော်မတို့အိမ်ဘက်ကနေမှာပေါ့နင်ကလေကွတ်တော်မကိုအသေးလေးတစ်ခါတည်းကြိုက်နေတာတရားလည်းသိသူကြည့်ရစားပါရဲ့တော့ဒါပေမဲ့ကိုသိန်းကိုတော့အဲ့ဒီမပြောပါနဲ့အေးပါအေးညီကြောင်ကိုလည်းငါအသိဆုံးပါညီကလည်းကိုသိန်းနဲ့နောက်ကိုလိုက်ကိုသိန်းနဲ့လည်းခွတ်တော်မနောက်ကိုလိုက်ဘလောက်တန်နေရရှည်ကြအောင်မတော့မသိဘူးဒါနဲ့ညီကိုပြောထားအောင်မယ်ဟာလေမင်းလေးတို့အိမ်ကြီးနည်းနည်းပါတော့ထိန်တယ်နော်ညီကိုသိန်းနဲ့ကိုကြိုက်တာလဲတရားလုံးကိုလေးတကြောကြောဖြစ်နေပြီလေကြားချင်ဖြစ်လဲမတတ်နိုင်ဘူးအမတင်းဆိုင်ကြီးဒီဒီချင်းကြည့်ရအောင်တော့ပြီးတယ်ပြောတာသူလေကိုကိုသိန်းနဲ့လေဘာမှကပြီးပြရဒီကအတင်းကိုခွေးတော်ပါတော့တော်ပါတော့အိမ်မဲ့ကောင်းတာနဲ့ရကန်းရဲ့ပြက်ဆိုတဲ့စကားလိုညီကိုသိန်းနဲ့အကြောင်းပြောတာနဲ့ဘိုင်းရင်ပြက်နေပါဦးလေကဲကြည့်စမ်းအောင်ဒီမှာသုံးရင်းမရသေးတယ်ဆက်ညီကိုသိန်းနဲ့လည်းမရှိအောင်တွေ့ကြည့်ရတာဝက်ထော်မှာရွာကထွက်သွားနေတာသိနေနေတဲ့ပုံနဲ့ဘာဖြစ်လဲလားကိုရင်ဒီစိနဲ့မြစ်တယ်နဲ့တော့သူကျင်းနဲ့သိချင်းလိုက်တော့ဟုတ်ကလားဟုတ်ရတဲ့ကငါပြောစေအေးစီပြင်းနေကြတယ်လေပြီးရပြီးတော့အင်းကြီးဒါနဲ့စားကြည့်ကြနေတာကဝက်ထော်မှာလေမြစ်ကိုရောက်နေလို့မြစ်ရဲ့အဖြစ်ကြီးနေကြမှာပြင်းနေတာပြီးစားလို့ပြောနေတာဆိုသိနေအေးလေသူပြောနေဆိုတော့ဝန်ခံမှာပေါ့ဒါနဲ့ငါတို့ကစိတ်ပူလို့ပါဟာစိတ်ပူလို့ပါကျော်ကပူလေကျော်ကပူလေဘက်တော်မှာကငူသားတွေဘာတွေနဲ့ပြည့်ပြီးတိတ်ကြလေးဘယ်နဲ့ငါပြောနေတာငါဆိုရင်လည်းမြစ်သားများတင်ကျော်ဒီမှာဒီမြစ်သားဦးကမြစ်သားဆိုတာအသေးပြန်ရှိတယ်ဆိုတာဟုတ်လားယင်ကိုရင်အေးဟုတ်တယ်အများနဲ့မရှိဘူးနဲ့အသွားပြန်ရှိရဆိုတဲ့ကားကိုငါကြားဦးတယ်
ဒါနဲ့ငါနဲ့ကထမသွားတော့မှာတော့အလျားငါလည်းမရှိဘူးအသွားပြန်လည်းမရှိဘူးရှင်းမလားဟုတ်တယ်နော်စားကြည့်ချစ်ကလည်းအဲ့ဒီစကားမှန်းနေတာလို့ကိုကြီးတော့ဒီကောင်လေးဒီမှာအဲ့ဒီကိစ္စတွေငါသိလည်းမသိဘူးဘယ်လိုငါအုံနောက်ချရတယ်သွားမတွေ့တော့ရင်ကောင်းတယ်ချစ်ရတဲ့ငွေကြောကြောင်းဟာဘုသိနေဘာလို့ငွေကြောအကြောင်းနဲ့ခိုးရမှာကွာဘယ်တော့မှတမ်းဖြစ်နေပါ့မယ်ဟိုကရေပတ်လဲဝိုင်းနေနေကိုကျွန်းလို့ခေါ်တယ်အမေရေပတ်လဲဝိုင်းနေနေကိုမြစ်လို့ခေါ်တာဘယ်တော့မှမရင်းမြစ်ပြီးဘူးမစင်ရကြည့်လေတို့တော့မှာတော့ဆင်းရဲကြရမလို့အင်းကြီးပြည့်ပစိုးနဲ့လူမျိုးတို့ကဟာသမီးတောက်ပြီးလုံခြုံမှုရှိတယ်မြို့ကြီးတွေမှာလို့တောင်းစားတဲ့လွမ်းစားလည်းမရှိဘူးကာမနဲ့တမင်လဲစားနေတော့ကာမဈေးတွေလည်းမရှိဘူးဒါမြို့လုံးမရှိနိုင်ဘူးမြို့ထွေးဘူးလုံခြုံမှုမမဲ့ဘူးဆိုတာတော့မသိမှာလို့ဘာလဲငါမှဒီလိုပြီးတော့နေကြတာဘာလဲပြေးတာပါမသိပါဘူးကွာမသိမှာငါပြန်လာတာပဲဟင်ဘာလဲကိုတော့ပြန်လာဟာအမလေးပူသိနေတယ်ပူသိနေတယ်ဘယ်တော့မှရွာပြန်လာတယ်ဆိုတာနဲ့တိမ်ဖုံးထားတဲ့လာကြီးဝင်းပါသွားသလိုပူရတဲ့မျက်နှာနဲ့ပြေးထွက်သွားလိုက်တာဘုံတစ်ထိုင်းလုံးနဲ့ပါလားပူသိနေငါပြက်ကလည်းရီရကြီးဟာဒီနေ့မတွေ့ရင်တော့လုံးဝဆောက်တုံးကိုခံရနေရတာဒီနေ့တွေ့တော့လေဘောကကြီးကတာရတယ်လို့ပဲမဟုတ်လားမင်းအသိကြီးရလားအမေဒီနေ့ကမင်းပြတာမလို့တော့ပါဘူးဘာဖြစ်လဲဟာလူနေထိုင်ကြည့်ရတယ်ဖုတ်တင်နဲ့သိဖို့ကောင်းပါဟေးပြီးတော့သိပါလေဒါနဲ့ဒီကောင်မင်းဒီလိုလုံးကမြင့်မြတ်ဝတ်ထားတာတွေကအကုန်လုံးရှင်းကြည့်ရလားဟုတ်ပါအမေရှင်းနေတဲ့ကဒီကောင်ဝတ်ထားမှာငါစဉ်းစားနေရတဲ့ကိုရှိတယ်ဆက်လာတဲ့နဲ့ငင်ဒီလောက်ဆွမိဆောင်းမိလာတာတခါမှမကြောက်ချင်ဘူးဟာဒါလေမြန်ငါ့ရွှေအတူဝတ်ထားတယ်လို့ထင်လို့လားဟုတ်ပါဘူးအဒါမှမဟုတ်မယူမသားနဲ့ငါစီးပွားရှားလာတယ်လို့ထင်လို့လားဒီနေ့ဖုတ်တင်နေဒီကကြီးကအပြူရှိမှပြလားဆိုတာသိနေတဲ့တော့အရှင်းနဲ့ဆောင်းမှဆောင်ကြတော့လည်းရှိတယ်နော်တရားပြောင်းလို့တကန်းဖြစ်သွားတဲ့တကယ်အများကြီးဒီနေ့ကြာတော့ပြောင်းလာလည်းရှိသေးတယ်ကြာသိရလားငါကြီးလောကကိုသိအဆုံးနေလားဒီမှာငါပါပြီးဖြစ်လောကကြီးမှာလူဆိုတာကိုယ်ခင်းကိုကိုချစ်တတ်ဖို့အရေးကြီးတယ်ဘာဖြစ်ဖြစ်ငါစေတနာတော့နားလဲစမ်းတာဟာနားလဲစမ်းတာညင်ကိုအပြောကျတဲ့ပင်လေးဒီမှာဖြတ်ကူးမိတဲ့ညမှာလေးအတောင်ကျိုးကြတဲ့အဖြစ်မျိုးဖြစ်မှာဆိုလို့ငါပြောနေတာကဲငါစကားကိုဓာတ်သွားထင်ပြီးငါတရားကိုစေးကားထင်နေမှတော့ငါဆက်ပြောနေတယ်အပူပဲအဲ့တော့ထက်လွန်းတဲ့ဓာတ်မပဲ့သွားပါစေနဲ့လို့ငါဆုတောင်းလိုက်ပါတယ်ဘုဒ္ဓနာငါပြန်တော့မယ်နည်းနည်းသွားပြီးတော့ဘုရားရဲ့နိုင်ယောက်ကချုပ်ကြဟိဘုရားရဲ့နင်းမရတခုလမ်းမာရကန္နာသူပြန်မမခက်တာကိုပန်းနဲ့ဆင်းရင်နဲ့ဟေးဘုရားနိုင်ကြီးညာငါမျိုးကိုသွားမလို့ကွာမင်းဘာမအောင်မလဲဟမ်တော်ပဲဘယ်တော့မှစီစားခဲ့လို့တိုင်းနေတော့လူနေရနဲ့တော်ပဲလားကဲဘုရားပြောဆိုင်ကနေဘာပြန်တစ်ချောင်းအဲ့တော့စိုက်ပြီးတော့ဝေးကြတယ်လားတော့ပဲပေးရပြီးတော့ဆိုင်ကလှတယ်နော်လှရတဲ့လားစားပါခင်ဗျာစားဘယ်စားပါလိမ့်ဘယ်တော့မှဆိုတာဒီမှာရှိတာရငါမလာဝမ်းဆန္ဒရင်းဖြစ်တာဒီကနေ့ဒါရောစားလို့ဖြစ်ရအခုစီရတယ်ရှိပါတယ်ရှိပါတယ်ကျမစားပါပြီပါအဖေနဲ့အမေစီရမှာလားကိုထမရေငါနဲ့ကိုတရိရတယ်ဟာဟုတ်တယ်စီရစားပါလားသိတရိရလို့စာရေးလိုက်တာမိကိုဆရာလို့ရှင်လို့ရေးတယ်မထင်ပါနဲ့သင်ကြောင်းပါလားဥကြိုကိုချစ်ခင်ခြေကိုပြစ်တင်တဲ့အနိုင်မလေးရွှေသမီးနဲ့ယူဒီဘယ်မှပြိုင်း
ရှစ်ချင်မခံနဲ့နောက်ချေပြနေတဲ့ငန်းငယ်တကောင်ရဲ့အကြောင်းဟိုအကျယ်တည်းမီးတော့ပါဘူးလေဒါကတည်းကလူဟာဆူလာပန်လာခွဲခြားနိုင်အောင်အမြဲတမ်းကြိုးစားရတယ်မျက်စိနဲ့ဆုံးဖြတ်လို့မရတဲ့အရာကိုပညာဉာဏ်နဲ့ခွဲစိတ်နိုင်ရမယ်လောကဆိုတာလက်ပွေကြိုးပိုင်းတွေကတက်ပြီးသမားတွေပဲကိုကသူ့ကိုမခွဲရင်သူကကိုယ်ကိုခွဲသွားလိမ့်မယ်ပရိမလက်စင်နဲ့နော်ဘဝလုံးဝပြည့်စင်နဲ့မိမိတယောက်ဘဝပြည့်ရင်ညစ်လေကောင်မှာစားလိမောက်သွားတယ်လို့သုံးကောက်เสียမတန်အောင်ဖြစ်သွားနိုင်တယ်ဒါပဲဟာညစ်လေကောင်မှာစားနေမှတ်တယ်ဆိုတာလားနင်းတယ်ကလေရှင်းရောနင်းရလေဘာမှမကြည့်ရဆိုင်မနော်ရှင်းဘယ်လိုလဲဘောပတ်ထုံးတော်လို့လေနင်းဟာဟောဝိုင်းဆန်တာရောဝိုင်းဆန်တာအန်တီညရှိပါလားခင်ဗျာအော်ရှင်းကအန်တီညရဲ့ဧည့်တယ်ကိုဟဲမတူပါလားဘယ်တော့မှရောက်တော့ကျွန်တော်မဆမကြာရတယ်နော်ဟိုဒါတဲ့နင်းကမိတ်ဆက်ပြရအောင်မေဒါကအန်တီဒူမရက်တော်မှာတဲ့ဟုတ်ပါဘူးဟိုဝိုင်းဆန်တာတဲ့ကွနာမည်ကတော့သိပြီးပါပြီနာမည်ကသိပြီးပါပြီဒါနဲ့ကျွန်တော်မသိတော့ကအဖေတူလို့ချောလားအမေတူလို့ချောလားဆိုတာမသိကြတဲ့သူအန်တီတူလို့ချောတာပေါ့ကွဟိုကဲနင်းသမီးစားပါမလားအန်တီချက်လိုက်no တော့မလေးချောတော့အောင်မလာခဲ့အခုတော့တော့ရှိသေးတယ်တော့လည်းအန်တီတမ်းနေတော့ဝိုင်းစံတာဟုတ်ဟဲ့ယောက်ျားလေးတယောက်ပြန်သွားတာဘယ်တော့မှလက်ကြည့်နေရလားဆိုင်ကြီးကောင်းလို့လက်ကြည့်နေတာပါအန်တီမလီသူပြီးတဲ့ကားကတိကျတန်းကောင်းပြီဂျန်နီရဲ့သူ့ဘယ်သူလဲအန်တီကြီးနဲ့ရောဘယ်လိုပတ်သက်ကြတာလဲမကွယ်မဝဲထွက်ပြောရရင်တော့အန်တီအထက်ဆိုင်ဟာသူ့အရင်းကြီးနဲ့ပေါ့ကွယ်နောက်တော့လဲကိုထုံမရဲ့အရင်းကြီးဖြစ်လာပါလိမ့်မယ်အန်တီကလည်းဘာလို့ပြောမှလည်းမသိဘူးကိုတင်ညာဘာလဲဟိုလေဒီကမှာငါ့ပြန်လာတာတနည်းပြောတာနော်အဲ့ဒါကဖြစ်နေဆက်ပြီးဘာလို့ညာမင်းလားလို့မြင်လို့ပါတော့ငါစာထွက်လာတော့စေကနာမကတော့အခုအိမ်နဲ့သူစာမင်းလို့ပြောတယ်ဘယ်တော့မှတယောက်ဘာမှဖြစ်နေတယ်မသိပါဘူးဆက်ဆာချစ်နေလိုက်တာတော့ဒီပြကြံတော့ငါလေအခုဘက်ချက်မှရှိတဲ့ရန်ကုန်ကိုတိုက်ကြဖို့ဆုံးဖြတ်နေပြီသိရဲ့တော့ဒီပြောနေတာလားမဖြစ်ကြတာဟုတ်လားကိုသိနေတော်ရည်ကြီးလိုက်ပါရမှာပေါ့နော်လိုက်ပါလိုက်ပါရမှာပေါ့အမငါခံစားချက်ကိုနင်သိပါတယ်စမ်းကြည့်ရဲ့သူခံစားချက်ကိုတော်သိပါရင်နော်ဒုက္ခနင်ရေးရမှာလာပြီးအရာပေါ်နေရတယ်ဘယ်တော့မှငိုးနေကြတယ်ဘယ်တော့မှဒီကိုတက်ပြီလေကိုချောမကြီးလိုက်သွားလို့ကိုချောမတဲ့ကိုမခံဘူးဆိုတော့ကျုပ်တီကိုဒီပြန်လာခဲ့ပါကျုပ်ရွာထိပ်ကနေမြေရကျနေရမယ်ကိုပို့သိနေနော်ကျုပ်လည်းပြောနိုင်တယ်ကျုပ်ကြားလို့တော့စမ်းကြည့်ဒီမှာလေငါလိုဒုက္ခမြင်နေတာပဲလားမဟုတ်ရရမနော်မဟုတ်ရအညာသားလည်းမဟုတ်ရရမယ်အကျဉ်းနဲ့ပဲပြပါရမယ်
နော်ဘာကြောက်လဲဘူးတိကြောက်လားတဲကြောက်လားဘူးတိကြောက်လဲကြောက်လားဒါရီယာကြီးတိတ်ကခေါ်ကြတော့နဲ့ပွဲဟဲ့ဟာဒါဟာဟေးခင်းမောင်မင်းရင်မလိုက်လာလေကြားဘူးလာတာပါကွာဆက်နေကြမှာပါအေးမင်းတဲ့တရင်ကြီးပါလာတာငါ့တဲ့တရင်ကြီးဆိုတော့ဧကနာဂွတ်ချမတရင်မဖြစ်မှာကဲတမင်းဟုတ်တယ်နော်ငါမလေးကုန်ပါတော့ကွာဟုတ်ကုန်မဒီကြောက်ကြတယ်ဗောဟုတ်လားကောင်းပြီကဲလာကြနော်ညာသားလည်းမဟုတ်လားအကောင်းသားမဟုတ်လားအကောင်းသားကောင်းသားမနေနဲ့ရှာလဲသွားမယ်လာကြပါအိမ်အောင်ကြတာမသိရလားဟမ်အိမ်အောင်ကြတာလေဟေးငါမသိဘူးကွာဟုတ်လားကွာမင်းလေဘုဒ္ဓမအိမ်အောင်ကြသွားတယ်ဆိုတာကြားရလေငါနားထဲမှာမုတ်ကျွတ်လိုက်တယ်လို့သိလားသူမိဘတွေစီစားလာတယ်ကွာရောတာဆိုတဲ့ခရီးသားနဲ့သူအိမ်အောင်ကြတယ်တဲ့ပြောကြကကုန်းနဲ့ဆူလာတယ်ကွာဟိုအချင်းချင်းနဲ့မှထိုးပြီးငါဆူလာတယ်ဟုတ်လားအဲ့ဒါနဲ့အခုဘုဒ္ဓမဘယ်ရောက်နေတယ်လို့စာရေးတယ်နိပြောကြတဲ့သူမွတ်စလင်မရှိကြတယ်လို့ခါဆုံးကမှာဆက်ရထားတယ်တဲ့ကိုယ်ကမှတိတာချပါတယ်ကွာမကြမ်းကြတော့သူ့အိမ်ကိုဝင်ထားပို့တယ်ဆိုပဲကွာဒီလားဒီကောင်းမင်းအခုပြောနေတာတွေကအောက်သိကြတယ်နော်မသိတာတော့နေပါမလားဟုတ်တယ်လေဒီလိုကမင်းကိုပြောပြခြင်းလို့ငါကြောင့်ဝင်လာခဲ့တာကွာစားပြီးနေတာကမသိခင်လားပြုလို့ရပါလေကွာခက်တာလေဒီတော့ကျမငါဘာလို့ရမလဲကွာမင်းဖို့ဘယ်တော့မှကိုရှာကြံလို့တော့ကွာဘာနဲ့တူလာလိုက်ခဲ့နော်ဟုတ်ကွာရန်ကုန်မှာစီးပွားရှာလို့တိတ်ကောင်းနေရဲ့ကွာငါဒီနေ့တော့တော့ရန်ကုန်မှာစီးပွားရှာအောင်မယ်မင်းပြန်နေဟလားနော်ငါစမ်းကြည့်ကိုဘာတော့ထားလိုက်ရမလဲခင်မောင်ခက်ပါလားကွာဘုရားမနဲ့ပတ်သက်ပြီးငါတဲ့ဟာမပွဲရုံတမယ်ပါငါဘုရားမအကြောင်းလည်းမကြားကြတော့ဘူးစမ်းကြည့်အကြောင်းလည်းမကြားကြတော့ဘူးငါ့ကိုတနာရင်ငါတယောက်တည်းနေရတယ်ကွာနော်ကဲမကောင်းတော့ကွာဘုဒ္ဓနာဘုရားကများချစ်တယ်ပြောပြီးမှဖြစ်ဖြစ်ဘယ်လိုလဲမသိဘူးနှခါတောင်းတော့နှခါပွင့်မိုးနှခါရွာနှခါကျူရန်ကုန်မြေရောက်တာနှစ်တောင်ကြာခဲ့ပြီကြည်စမ်းပါဦးဒီလိုလေးတစ်ချက်ခလိုက်တာနဲ့ရုပ်ဟာလေးတွေဟာခုံနဲ့ပေါက်လို့ဘယ်ထိများသွားကြမှာပါလဲဘုရားမလေးလူတွေမလေးလို့ဘယ်နှရောက်နေလဲနော်ဘုရားချင်းညာဘုရားမပြောတာဟုတ်တယ်စစ်တယ်ဘုရားမဖြစ်ကြမှာဘုရားမမင်းยังရောက်နေတာကြာလားဟာဒီကမောင်ဘာကြောင်ကြည့်နေတာလဲငါလေငါပို့သိနေတာလားငါยังရောက်နေတာမင်းတို့ကြောက်လိုက်ပြည့်လားခုငါဘောက်ကရောက်နေတယ်ဒီရှင်လူသားလို့ဖြစ်ပါလိမ့်မယ်ကျွန်တော်ဘူမိုင်းနဲ့တောင်းပါပါဗျာကျွန်တော်အတိဘုရားမမို့ရင်လည်းပြီးရပါပဲကျွန်တော်ကောက်ပါမယ်နော်ဘယ်လိုလူလည်းမသိလူလာပြီးတော့အကြောင်ရိုက်ဘုရားမရဲ့ငါကဘုရားမမဟုတ်ဘူးဆိုရင်ငါ့ကိုပြည့်ရင်ထိတ်လန့်သွားတဲ့နှင်းဟန်ရင်နှင်းဆန်းရင်နှင်းအမူအရာရင်အလုံးကဘုရားမပါပဲကြည်စမ်းပါဦးအခုလည်းတုံ့နဲ့ထွက်ပြေးသွားကြတာဘုရားမပါခုသိနေကိုင်းရစုကိုမြင်နေစုကတော့ကိုင်းရမမြင်နိုင်ဘူးတော့မြေရင်မြူးပြန်ဟောစစ်နှစ်ဒီဘလို့ပြန်မဟောင်းနေခင်နေကျန်ကိုင်းကိုခင်းနေပါတော့ဒါနဲ့ကိုင်းရစုက
ကြီးကွထုံမလေးခုသူရုပ်သားနဲ့ပြေးလာပြီးတော့အဲ့ဒါကိုယ်စားပြီးပေါ့နော်အခုလည်းမကွထုံမကိုကိုယ်ပြောနေတယ်မလားသူစီကိုလေစာရေးပါလိကြီးပါအောင်ကိုကြီးနဲ့စမ်းစီခွတ်ထမပြောက်ကြမ်းနဲ့ကွဲသွားပြီဆိုပါလားဒါဆိုရင်ယောက်ျားနဲ့ကွဲပြီးခွတ်ထမတယောက်လူတွေနဲ့တူမြင့်နေတော့မဟုတ်လေကျွန်မမလိုက်ရင်သိရလား။ဘာလဲမလိုက်ဘူး။ဟမ်မင်းကငါတော့မလိုက်ရဘူး။ဟုတ်ကဲ့။တော်တော်လူဘောင်းရဲ့ကောင်မ။လက်ချက်ဆိုလက်ချက်ဆို။မလိုက်ဘူးမလိုက်ဘူးနော်။ရှင်တို့ခိုင်းရင်ကျွန်မမလိုက်နိုင်လို့ရှင်သိရလား။ရှင်တို့ဒီမှာကျွန်မမလုပ်ချင်လို့အခုကျွန်မထွက်လာ။အော်မင်းကငါတို့စီမှာမလုပ်ချင်ဘူး။ဟုတ်တယ်မလုပ်ချင်ဘူး။ကဲဒါလိုက်တော့မလုပ်ချင်ဘူး။ကျပါ။ဟဲ့ဘာလဲ။ဒီချက်ချင်းနဲ့ထဲကောင်မလေးဆွတ်တာ။လက်ပြရဟုတ်လားဘာလို့လဲမလဲကွာငါမင်းနဲ့ငါဆိုရင်မင်းကဘာဆိုလဲဘာသာရှိဒါကျွန်မတက်တဲ့အလုံးကျင့်နေတာပါရှင်ဘုရားနာဒါမင်းရောက်ကြဟဲ့လားဟဲ့လူဘယ်နာမည်လဲငါနာမည်ကိုမင်းကမီးတယ်ဟုတ်တယ်ငါနာမည်ကမိုးတိကဲငါနာမည်ပြီးတော့မင်းဘာလုပ်မလို့ဒီမှာတကယ်ချင်းတို့လင်မယားကြားထဲမှာမင်းဘာမှဝင်ပါစရာမလိုနားလည်နော်ခင်ဗျားပြောရရင်ဝတ်ထမယောက်ျားကပြေးနေနေတာဒါလေဟုတ်ပြီရက်ခတ်တယ်ကျွန်မနာမည်ခွတ်ထမမဟုတ်ပါဘူးဘာဖြစ်လဲသူကကျွန်မယောက်ျားပါဟုတ်ရဲ့ကဲပါရှင်လာစားကြပါစို့ခါရဲမှာပဲလူထဲမှာမူးယူပြီးကျွန်မကိုအချက်ခတ်ပြီးမခွင်းနဲ့နော်ငါ့ကိုစားပါအောင်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်သူရတာဝတ်ထမမဟုတ်ဘူးပြောနေငါပန်းညာနဲ့မှတွေ့တဲ့မင်းကလေးကိုငါသိချာမှတ်မိတယ်သူပါပဲခွတ်ထမရဲ့မင်းလူလေးလေးငါစီကထက်ပြေးကြတယ်မဟုတ်လားပြီပါကုန်ကြပါဦးညာဘုဒ္ဓမနင်ဘုဒ္ဓမဘုဒ္ဓမဟဲ့ဟုတ်ပါတယ်ဘုဒ္ဓမကိုရင်ကြည့်ခဲ့တဲ့အားလုံးခွန်ကဘုဒ္ဓမတယောက်သေးပါဒါနဲ့ညဘုဒ္ဓမရဲ့တို့ဟာတရားရချင်းချင်းနေတယ်ဘာလို့ငါ့ပြောရလဲဒေသမောင်တကယ်မောင်ဘုရားပြည့်တဲ့နင်းအောင်ကြောက်ကောင်းတာခွတ်ချမမယောက်ျားမရှိပါဘူးယောက်ျားမရှိဘူးယောက်ျားမရှိဘဲနဲ့ဒီဘက်ကြီးကဘယ်လိုဒါကြည့်လို့ဖို့တင်တယ်ညစကားကိုနားမထောင်ရလို့ပေါ့ကြည့်ရသူပါဦးခွတ်ထမရဲ့မင်းဘိုးဘိုးလေးလိုငါစီကထက်ပြေးကြတယ်မဟုတ်လားကုန်တော့ပါပြီညာဘုဒ္ဓမနင်ဘုဒ္ဓမဘုဒ္ဓမဟဲ့
ဟုတ်ပါဘူးကိုသိနေကိုရင်ပြေးခဲ့တဲ့လူအားလုံးခွင့်ရကိုထမတယောက်သေးပါအိုးဒါနဲ့ညာဘုတော်မရေတို့ကတရားတွေကချင်းချင်းနေတယ်ဘာလို့ငါ့ညာကြရလဲတွေ့တော့မအောင်တမင်းမောင်ဘုရားတွေ့တဲ့နင်းအောင်ကြောက်ဘာဟုတ်လားကိုထမမယောက်ျားမရှိပါဘူးယောက်ျားမရှိဘူးယောက်ျားမရှိဘဲနဲ့ဒီဘက်ကြီးကဘယ်လိုဒါကြီးလို့ဖိုးတင်တယ်နင်းစကားကိုနားမထောင်နေလို့ပေါ့နင်းပြောခဲ့တဲ့စကားနင်းရေးခဲ့တဲ့စာတွေလေငါတတိယနေအေးပြေးကြမှာဘာလဲနင်းကလေးဆိုတာဘဝကျင်းနင်းလေကောင်မှစားစီမောက်တယ်လို့ခုံစီအမကျန်တော့ဘူးဆိုတာလေငါဘာလို့ကြည့်စမ်းမအောင်ငါဘာလို့ကြည့်စမ်းမအောင်စားစီမောက်ကြတယ်ဆုံးမတော့အောင်လားဖြစ်မှဖြစ်ရလေဟာညာလေးငါကိုတမတင်လေလို့ငါတလိုက်စမပိုးတင်နေငါတလိုက်စမအိုးငုံနေစမ်းမနဲ့ဟာလမ်းမကြီးမှာမကောင်းပါဘူးကဲနေငါ့ရင်လိုက်ခဲ့ငါဘာအကူကြီးပေးရမလဲပြောနေလို့ချင်းတဲ့အကူကြီးကအားလုံးညို့ပေးမယ်ဟုတ်ပြီကဲလားငါလည်းခဲ့တော့ကြပြီနော်ရာခေါ်သွားတဲ့အန်တီညရောညမင်းသောတော့ရောဟာအစာရကောင်းတဲ့လူတွေမဟုတ်ပါဘူးကိုသိနိုင်ငါတော့လေငါကလေးလာပြီလို့အောင်းနေတာသုံးလုံးကုန်မှမစင်လို့မသိကြရတယ်အေးပြေးစမ်းမသူတို့ကနာမတင်ငွေကြီးစောင်းကြောင်းခဏမှုတွေကိုသုံးဆွပြီးငါကရောင်းစားကြည့်တာကိုသိနိုင်အသေးစိတ်ပြောရရင်လူတန်းမှာပြေးကြပါလေဟာလူမဆန်လိုက်ကြရနော်ဟုတ်တယ်ကိုသိနေအဝတ်ဝတ်ထားတဲ့တိရစ္ဆာန်ကြီးပဲအဝတ်ဝတ်ထားတဲ့တိရစ္ဆာန်ကြီးရစ်ဆက်ကြပြီဆိုရင်တိရစ္ဆာန်စစ်စစ်ရစ်ဆက်တာနဲ့ပူဆိုးပြီဒီမှာဘယ်တော့မှငါတော့ငါထိနေမှာလေဟာညီလိုမျိုးကိုထင်ကြီးရဲ့မိန်းကလေးတွေသင်ခန်းစာရအောင်ညင်ဘဝပြည့်စည်သွားတာသိလိုက်တဲ့အစနေ့လေးငါ့ကိုကြက်ကြက်တယ်နော်ရပါတယ်ဖိုးသိန်းနိုင်ဝင်မလေးပါလူရှိရဖိုးသိန်းနိုင်သူတို့တွေပန်းကောင်းလေးကိုဒီပုံစံနဲ့အငြင်းချိုးခဲ့တာဘယ်လောက်များမှမသိရဘူးငါရောဘတ်ထွန်းတောင်းနဲ့ညားတဲ့အခြေအနေထိတော့မပြောတော့ဘူးနော်အေးဟာရပါတယ်ရောဘတ်နဲ့ကိုချော်မညားပြီးရောဘတ်ခေါ်တာနဲ့ရောဘတ်ရဲ့ချစ်ကားနဲ့မိစုံမှုကိုလိုက်ခဲ့အေး你谁要路是因为给你妈的说嘛是这个哎你在哪里不对呢听嘛别了说吧那过头嘛了你呀嘛第三班第三手给谁哎你第三班你超低တကယ်ကြီးနေလွတ်ပြီးတော့ပါဘူးမရင်းနေကြဒီကောင်ဒီကောင်ခုပါလဲသူလည်းသိရင်နဲ့ထောင်ချသွားပါပြီဟောဒါနဲ့ခွတ်တော်မှာဘယ်လိုလုပ်ပြီးတော့လမ်းပေါ်ရောက်နေရတယ်လဲအစားသူခိုင်းနေတယ်နေစနေရနေကျေရီလွတ်ခဲ့ပါပြီအေးကျေရီလုံးနဲ့အပေါင်းအသင်းကဆုံးရတယ်ပြီးတော့ဘဝကိုချစ်တယ်လို့ရှင်းဆိုင်ရလာတယ်ဒီပေါ့နောက်ဆုံးသူလည်းပြင်းနေနေအသေးဝင်သွားခွတ်တော်မှလည်းသူနဲ့ပတ်သက်ရမှာကြောက်ကြနေကျေရီအပေါင်းအသင်းနဲ့အကူနဲ့ခွင့်လောကကိုကျန်းလာတာပါကိုသိရင်နိုင်လိုက်လဲခွတ်တော်မှနိုင်လိုက်ဟမ်ကျင်းနေငါမေးကမ်းရသေးဘူးမင်းဒီလောကမှာကြော်နေပြီပေါ့ဟဲ့လားအဲ့ဒီမိဖို့မင်းရဲ့အစားလေးဟိုဒီကွတ်ထမရဲ့ပေါက်ပေးရရင်ရေးလိုက်စမှာဖို့သိနေကွတ်ထမလေးရွာလေးမပြန်ရင်အဖေနဲ့အမေကိုလည်းညမပြရင်ဘုံပြောနေလောကကြီးကညမပြရင်တော့
你是有哪里了？你让你们看一眼，你要哥哥他对我们对了。哦，我怎么？你有哪把你那么看嘛？有什么？你有没？俺来想一个家那里对了，是吧？你那来没做人，那因为哈，大连这路呗，这干么事，文人路文出钱没出，这钱没这，真人钱哪来了？啥子呢？我今年也心里里有，你呀，我们的，好的哩，那怕别了，那种俺可以的不哈？你有这个手气你容易来？你那没有这个不怎么样，是吗？你有俺也去过，不要摸你呢，这是生命表现。哎，你有跟我表明哈？你弄多来你我去你嘛，对不啦？这我都不对呢，也是我了。那是你们家为啥子呢？好点表达哈。ဆိုတာညံ့လျှောက်ပြရတယ်ကြသိရလား ကွက်ထမတော့လေညှလျှောက်တာကျမ်းမာရင်းနဲ့ညီတာမညီတာတော့မသိဘူးကွက်ထမသိတာလေခွင့်ရအကူနဲ့လမ်းလျှောက်ရတာပြောတယ်ကွက်ထမတကယ်ပြောရလားပြောရတာဟိုဒါဆိုရင်ကွက်ထမအခုချစ်တော်ပြီပေါ့နော်အော်အကူကြီးကွက်ထမအစကြီးကအကူမြစ်တာကိုသဘောပေါက်ပါတယ်ဒါနဲ့ကွက်ထမဆိုရင်လားကွက်ထမမှာအပြစ်အနာအစာရင်းဆိုတော့လေဟိုဘာလဲကွက်ထမကအကျွေးပန်းအငမ်းမှန်းဖြစ်နေလို့အခုအချစ်ကပေါ့ရမှာလေလားဒါကမဟုတ်မဆိုင်နဲ့တာကွက်ထမရေဒီလိုဆိုရင်ပကံခေပန်းဆက်ရတဲ့အကြီးကြီးခေကယောက်ျားတွေဘယ်နဲ့လုပ်ပါ့မလဲကွက်ထမနဲ့ကိုတို့အချစ်ကိုလေတရားမင်းကြီးဆင်းပြီးဘယ်လိုနဲ့ခွဲလဲမကွဲတော့ဘူးသိရလားဒီတော့အခုရဲ့အချစ်ကကွက်ထမအပေါ်မှာအသက်မြဲသည့်အငြင်းချစ်နေအဲ့ဒါကိုယုံမှာကွက်ထမလေအသက်မြဲသည့်အငြင်းချစ်နေဟုတ်တယ်လေဟိုကြပြဆန်ပြောရမယ်ဆိုတော့အေဒင်မှာအာဒံနဲ့ဧဝသင်္ញင်မှာဝိနန်းနဲ့မင်းနန္ဒာမောယုံမှာတီရန်နဲ့ယာမရန်ကုန်မှာအကိုနဲ့ဟောဒီကဝတ်ထော်မပေါ့ဟေးကောင်းမဒီနေ့ယောက်ျားတွေကနေပြီပေါ့ဟုတ်လားအရင်တော့မလုပ်တော့ဘူးလားအေးဟဲ့ဒီကလေးမွေးပြီးတော့အရင်လောက်ပြန်ဆင်းလို့ရှိရင်လေတို့လည်းပြန်ပြီးဆက်သွယ်ပါဟဲ့နော်သူဘောလိုက်တာဝတ်ထော်မစိတ်ကိုထိစမ်းပါဟာအကူဘာလဲကွတ်ထမအကူကွတ်ထမကိုနင်းလို့ပါဘာလို့လဲကွတ်ထမကိုနင်းလို့ပါတော့ဘာလို့ပြောနေတာအကူစားကွတ်ထမရှင်နေလို့ပါကွတ်ထမရှင်တယ်အေးအဲ့ဒါဘာငိုချရင်အဲ့ဒါမှစိတ်ထဲမှာပို့တော့မှာပေါ့ဒီမှာကွတ်ထမဒီဘဝဆိုတာအဲ့ဒါပဲဒီဘဝမှာအလိုမကျလို့ငိုရတာသဘောကြည့်လို့ရေးရတာဒီနှစ်ခုပဲရှိတယ်။ငုံနဲ့ပြုံးဆိုတာဒီဘဝရဲ့မိကြီးနဲ့ပွင့်တဲ့ဝတ်တော်မှာသိရလားဟမ်အေးဝတ်တော်မှာသိထားမှာကအခါငိုရရင်အခါတရားမကပြုံးရဘူးတာကိုပြန်ပြီးစဉ်းစားသတိရတဲ့အရင်မလိုတာတွေ့လို့ရှိရင်ပိုခက်တဲ့တခြားဘဝတွေအကြောင်းခက်တွေ့ရနားလည်လားနော်ကဲတိတ်တော့အင်းပြန်ရပါလို့နော်နန္ဒာဘာလေးလဲသမီးလေးကိုဒီမှာသမီးလေးလောကကြီးသမီးလေးကိုမှအချစ်လို့မူရတာလေအိုးဘာဖြစ်လဲဘုရားမကြီးမဟုတ်ပါဘူး
ခွတ်ထမရဲ့အချိန်လေးကိုသမီးလေးအပေါ်မချနိုင်ဘူးလို့ဟုတ်တယ်ခွတ်ထမရဲ့အဲ့ဒီအဖက်ကြီးတွေအခုအားနာလိုက်တာဘာဖြစ်လို့အားနာမှာလဲဒီနေ့ခွတ်ထမခရီးရတာကောင်းတာပေါ့ဟာဒီမှာရေကန်တကန်ရလာဟာရေရှိုံနေပြီးဘူးကြာရှိမှပြည့်နေလေတဲ့သိလားကလေးဆိုတာအရင်ဆွဲလဲကောင်းတာပေါ့တိတ်ကောင်းတာပေါ့ဟုတ်လားနော်ကိုဟာလေကိုဟာလေထမရဲ့ဒုက္ခကြီးခါစီဒီဆန္ဒဆင်းမပြတ်လားဒါဘယ်ဒုက္ခမှာလဲဘုထောမရဲ့အခုမှဒီဆန္ဒပြည့်လားအခုမှဘုထောမအပေါ်လက်တွေ့အဖြစ်ကိုပြတော့မှာအကိုရင်ဘာဖြစ်လို့များခွင့်တော်မအပေါ်ဒီလောက်ချစ်ရတာလဲတော်ဘုထောမချစ်တာတော့အပြစ်မတင်နိုင်မယ်ဘုထောမရဲ့အခုမှမွေးရပါမိုက်မဲကကတ်လာတဲ့ချစ်တဲ့အသေးရှိနေလို့ပေါ့ဘုထောမအပေါ်ဘဝကြီးကပုံပြီးချစ်နေတယ်ဆိုတာသိနေမှာလားခွတ်တော်မတော်ဒီအခုပေါ်မှာတစ်ဖက်ကအနှံ့ကျင်အားကြနေလို့ခေါင်းရအကိုစိတ်ပြမဲ့ချက်ကိုပဲစောင့်နေရသိလားဝေးသေးတယ်ဘုထောမကြီးဝေးသေးတယ်အခုချစ်ကရေတဲ့ကစရင်ချင်းကြီးလည်းမဟုတ်ဘူးတန်ရောစဉ်ချင်းကိုသုံးလုံးတင်ချစ်ထားတာမို့ဘယ်တော့မှမပြတ်တဲ့အချင်းမျိုးပြည့်နော်အကိုကြီးတန်းခွတ်တော်မလို့ပြီးတော့စီးရင်ရှင်းရမှာလေတစ်ခါလေတိုင်းခွတ်တော်မကြီးသိညစ်စရာတွေကိုအတောင်ခါချလို့ခါချပြလိုက်စမ်းခဏတကုတ်ရခဲလာတဲ့လူဘဝကြီးမှာဒီဖြစ်ရေးပြောကြီးနေကိုတွေးစားလိုက်စမ်းပါအခုပြောသလိုပြောကြီးနေချင်ပါတယ်အခုဒါပေမဲ့ဘာဖြစ်လဲခွတ်ထမပေါင်းနေပြီကြောက်တယ်သူလည်းသိကြောက်တယ်အတိတ်ပြမရှိတယ်ခွတ်ထမဘာကြောက်မှာအတိတ်နဲ့သိရှိတယ်အခုဒီနေ့မှဟောမကြည့်ကြအခုရွှေဝါလေးဒီဝေးနေတာနှင်းပါနေတွေ့လားတွေ့တယ်လေအဲ့ဒါဒီဝေးကြောင့်လေအခုအဆိုင်ရဆွဲပြီးတော့ဥပမာမတက်စမ်းမနဲ့ခွတ်ထမဘူးဆိုတာမျိုးကလေမှုတ်လို့ကြည်တုတ်တဲ့သိရမှာမဟုတ်တာ။အဝန်းကျင်ကဘလောက်ပဲတိုက်ဘဝကိုမြင်ခံရခြင်းဟာပြည့်ပြည့်တကားပဲဟုတ်တယ်မလား။အကိုကြီးလက်တွေ့ဘဝဆိုတာနေရာတကာမှာကြောင်းလုံးပြရနဲ့တိုင်းနေရပါဘူး။ဟောဆန်းတော့ပါလား။တော်ပဲကွာ။တို့ဒီမလေးငါအဲ့ဒီကမင်းကိုအလိုရှိလို့ရဲ့။ဟုတ်မင်းငါမလေးကစားမှာပါလက်ကြနော်။ကျမဒီလုံးမလုပ်တော့ဘူး။ဒီမကွာစီပြောပါဒီချမ်းမှာသွားရှာပါလုံးမနေစမ်းမှနဲ့ဟာလုံးမနေစမ်းမှနဲ့ငါတို့မျိုးဒီကုန်းကိုပြီးမှာပါဒီကင်မနေစမ်းမှနဲ့ဟာဒုက္ခပါလေဟေးဒီကနေ့ဘာတိုင်းနောက်ရှင်နေတာဒါကျုပ်မိမဗျာကျုပ်မိမအမျိုးကောင်းသားလေးညားနေလားအဲ့ဒီတယ်ဘာကောင်းတာရဲ့ငါပြောလိုက်ရကွာဟေးလာစမ်းကောင်မမပြောနဲ့နော်ဟာတောင်းနေသိတယ်မလားငါပေါ်တော့ကြောဖို့မကြိုးစားနဲ့နော်ဟဲ့ဘယ်လိုလဲလေအခုသူတို့ဘာမလုပ်နဲ့နော်အခုမလုပ်နဲ့နော်သူ့မလားနေတာအိမ်မှာကိုနောက်ကိုလိုက်ပါကိုခဏကိုကြည့်ရတာကြောက်မယ်ဆိုရင်ဒီမှာသင်ကိုထိုင်ပြီးရှိခိုးနေမှာပေါ့ကဲအဲ့ဒါရောက်နေဒီလိုနဲ့ငါတက်ပြီးချမလားဒါလောက်တုံအပြောကြည့်တော့ကြောက်ကောဘာမှရဲရဲဒီတော့လာနေပြီကွာလိကုတ်ကိုကြီးကြည့်ရအောင်မတေကောင်းမပြောက်ကောင်းဒီခုနကစက်ထုတ်ပြီးနေနော်အေးအဲ့ဒါတော့ကိုနည်းနည်းတော့နားမသိလားအေးဟိုမတရားကြတယ်လို့ပါကွာဟေးဖြည်းဟုတ်ကဲ့ကိုဒီနေ့ပါကိုထမကြောင့်အကိုဒီလိုဖြစ်ရတာကိုထမအကိုစီမမရှိကောင်းပါလေသိလားဘာပြောလိုက်တယ်ကွထမဘာပြောလဲကိုထမကိုဒီရုံမှာတွေ့တော့အကိုစီမရှင်ရလမ်းစုဒီဦးလောင်ဆွေးကြရမှာကိုထမသိပါလေအေးဘာဖြစ်လဲလားဒါနဲ့ကိုထမလေးဒီအားစီရဲ့ဟိုရအကိုရဲ့မြတ်ကြီးရဲ့ရှင်ဖဖို့ဖဖို့ရဲ့အိတ်ဆန်းကွထမ
ဘာလဲဟိုငါကြီးကထွက်သွားဖို့ဖြစ်တောင်စဉ်းစားနေလားကျတော့အဲ့ဒါဆိုအကိုကြီးကိုထမကိုတပ်ပြလိုက်စမ်းပါလားခေကြကိုထမရဲ့နင့်ငါတက်ကြမလို့ကိုထမတက်ကြမလို့နင့်ကိုရေနောက်မပြောနဲ့ရေကြီးတော့မစင်အောင်ဆောင်းလျှောက်ပေးလို့ကနတ်မှာတာဝန်ရှိပါလေခါဒီမှာနင့်ဘဝကိုချက်ချင်းနဲ့ရန်သူအလုံးကိုငါလေးအသက်ချင်းဒဲပလိုက်နားလဲတာဒဲပလိုက်ကိုကြီးလူနိုင်တီးသူ့အောင်အခုတမှုကသူမကြီးရောက်ရတမှုလို့ဟုတ်တယ်လေဟုတ်တယ်ဘုရားမအေးဟိုဘုရားမဒီဒုညော်လေးရောပြန်ရရင်မကောင်းနိုင်ဒီလိုပြောလိုက်တယ်ရောပြန်ရမယ်လေကိုထမလို့ပြောသွားတယ်အေးဟုတ်တယ်မပြောရဘူးမပြောဘာဖြစ်လို့လဲဘုရားမအေးကိုထမကြောက်ပဲပြောမပြောင်းအခုပြန်ကိုထမကိုတပ်ပြီးမှပြန်ပြရတာကိုထမမလိုက်ချင်ဘူးပြဿနာကတော့လဲမလေးနဲ့ဆက်ကြကွာကဲနောက်မှပဲအေးစီစဉ်းစားကြတာပေါ့ဘုဒ္ဓမဘုရားပြန်မှန်းလာပြီအိတ်လိုက်အောင်နော်ဟုတ်လားအိတ်လိုက်အောင်ဘယ်တော့မှကြာနေကြာကိုဟင်းအိတ်ချာကိုထမသိရတော့မယ်ကြာလိုက်တာမဟုတ်တာပဲဟာဘယ်တော့မှဒီလိုတော့ဖြစ်တော့ဘူးလို့ပါလားဟာဒုက္ခလေဘယ်တော့မှတော့ဖျားပြီတို့ဖျားနေပါလားဘယ်တော့မှဒီကြလေပါရီစားကြကိုထမအောင်ချင်းဒီကလောက်တိုက်ချာဒီတော့မတကယ်ရောဘုရားမတော့လိုက်ဒီချမ်းသာကိုဘုရားမကိုကြီးကဒီလိုပို့နေပါလားဖြစ်ဘူးမနေ့ကမှကျွန်တော်တော့ပြမယ်နော်ဟုတ်လားနော်ဒီပြောအောင်နှေးပြီးတော့အိတ်လိုက်နော်ခင်ဗျားပြောသလိုအရင်ကဟိုလုတ်ကိုလုတ်ဘူးတယ်ဆိုတာနဲ့သိသိကြည့်လိုက်တော့တွေးထဲမှာကာလယောဂဘုရားတွေ့နေရတယ်ညာကာလကယောဂဘုဟုတ်ပါတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးခုလိုစောစောစီးစီးကြိုတင်ပြီးရတော့ဒီကောင်းဝါကောင်းလေးတွေကြည့်ပါတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ထိထိုးလိုက်ရင်ကြောက်သွားမှာပါဟုတ်ကဲ့ခင်ဗျာအပြင်မှာဆရာဝန်နဲ့အကူပြောနေတာငါကြားနေရတယ်妈妈ယောဂရှိရဆိုပါလားငါယောဂခရီးနဲ့အကူတို့ဒီတက်ပါလေပြီးတော့နောင်ကြီးကိုလည်းသွေးစစ်ဖို့လိုပါတယ်ခင်ဗျာဟုတ်ကဲ့ဟိုသားသမီးရှိရင်လည်းအဲ့ဒီသားသမီးတွေကိုအားလုံးသွေးစစ်ရပါမယ်ဟုတ်ကဲ့ပါတော့ဗျာကျွန်တော်မှသမီးလေးတယောက်ရှိပါတယ်သူ့လည်းကျွန်တော်ခေါ်လာခဲ့ပါမယ်ကျွန်တော်လူနာကိုခေါ်သွားတော့မယ်နော်ဟုတ်ကဲ့ကောင်းပါပြီနောက်တစ်ခေါက်တော့လာပြပါဦးကောင်းပါရှင်ဘယ်တော့မှကိုအခုတွေ့ထားဟုတ်ကဲ့ကိုဖြည်းဖြည်းရှောင်းနော်ဟုတ်ကဲ့ကိုကိုထမကိုမနှင်းလိုက်ဒါပြန်လားဒီလေးကိုကြီးကကိုထမကြောင့်အခုဒုက္ခရောက်နေလို့ပါဒီမှာကတော့မှအကြည့်ရခွားကိုမင်းတွေကထားမယ်မိုက်ပုံထဲမှာထားမလားအကြည့်ရခွားနဲ့အခက်ခဲအလုံးကိုကျော်လွှားသားနိုင်လေကွာသိရလားကတော့မှဆေးထိုးဖို့ဘယ်တော့ကုန်မှာအခုမှလေငွေတွေသူ့ကြတာအများကြီးရှိတယ်သိရလားဒီဆောင်နေကြကူဒီကောင်းရမှာပေါ့အခက်ခဲနဲ့အောင်ပွဲဆိုတာကညီကိုတွေပါကတော့မှဒီနေ့အကိုနဲ့ကတော့မှတို့အတွက်
ပြောရနေပြီရောက်လာမှာပါအားနေတဲ့ဒီအမျိုးသားကလည်းဘုဒ္ဓမကြီးဟိုအိမ်မလေးသမီးလေးညွန်နေတော့မယ်ပြန်ရတယ်နော်ဟုတ်ကဲ့ကိုဟုတ်လားလားခွန်အားအခက်အခဲအားလုံးကိုကျော်လွှားနိုင်ရင်အခုပြောခဲ့တဲ့စကားကိုထမသဘောပေါက်ပါလိမ့်ကိုထမဆုမပါကိုထမကိုလှရှာပြီးသိထားပါလေလို့တမီးလေးကိုချီတမီးလေးကိုချမ်းပြီးရောင်းခေါ်သွားမှာကိုထမကိုသာတမီးလေးကိုလည်းချစ်အောင်သိထားပြီးပါကိုထမအပေါ်တော့ဒီဝိညာဉ်ကိုကျောင်းရအချက်ကိုဆက်သိပြီးသွားတယ်ဒီဝိညာဉ်မျိုးတော့ထားပြီးဒီလောက်ကြီးဒီတောက်ကြီးမသိချင်မှန်းလို့ဒီခုရှိရဲ့အကိုကြီးရွာလေးကစင်ကြီးဝိညာဉ်ဖြစ်သွားပြီးသွားတယ်အစ်စ်တန်ချစ်ရှာပြီးဆိုတာကပြောပြရရင်ကိုထမချီကိုထမစကားနားထောင်လို့အားလုံးအတွက်ကိုထမကြောင်ကြည့်ရတာကိုသိနေလေဝင်မှာကိုထမရဲ့ငါပေါ်ဘယ်လိုလုပ်ကြရလဲညီငါဘဝဆင်းရဲကပေါင်းမှမယ်လို့ပြောကြတာလေဒီကအခုတော့လုပ်ရတဲ့ချက်မှအရင်ငါဘဝမှာတော့ရက်တွေလေးတွေကိုမြင်နေဒီကလေးတွေမြင်နေညီကိုသတိရနေတော့ပါဒီလေတွေ့လို့ဒီကတွေ့လို့မဲ့ကြောင်ပုံးကပုံးမယ်ဆိုတော့လေကိုယ့်ပြည့်နေမှုတာရှိပါရောပေါ့ပထမမြင်ကြတယ်လို့ငါကအကူရောက်ကိုပြန်လာတော့ကိုယ်သိရင်ရောငါ့ကိုပြန်လာပြီကွာအေးဟုတ်တယ်ဟာအမေကလေးတယောက်လည်းပါလာပါလားကွာဟဲ့မျိုးကွာဒီမျက်နှာလုံးလုံးမကောင်းချအောင်အေးကွာအားမမေးချင်းနေမလုပ်ချင်တော့လို့မမေးလည်းနောက်တော့ပြောပြမှာပါဗျာခုကျွန်တော်ရောပြန်လာတာအပိပိတ်နေကိုပြန်လာတာဗျာဆန်းကြီးကကျိုးထားတဲ့တိုင်ယတိကနေငါ့ကိုတောက်တင်နေတယ်ပေါ့ဟုတ်လားတော့ရောပြန်လာပြီနော်အေးပြန်လာတာပေါ့ကြက်ရော့ဆန်းကြီးအဲ့ကလေးကိုအဲ့ဒါဘက်တော်မရဲ့ကလေးကျန်တာတွေငါ့ကိုဘာမှမမင်းနဲ့အော်ဟုတ်တယ်ဘက်တော်မရဲ့ဒီသမီးလေးရဲ့နင်ဘာမှမကူပါနဲ့ဟမ်ဒီသမီးကိုစောင့်ရှောက်ဖို့ငါလည်းမကဘူးစမ်းကြည့်ရပါအမေလေးကိုစောင့်ရှောက်ဖို့သူတောင်းနေပါလိမ့်မယ်အေးနင်ကတော့ငါမေ့လို့ရမှာမဟုတ်ပါဘူးဘက်တော်မရဲ့ရုပ်အားလေးတွေနေမှာခပြီးအေးကြည့်ရနေနေလေးဘုမကငါသတိရနေတာအမှန်ပါငါအမြဲသတိရနေတာပါဘက်တော်မရဲ့ရုပ်အားလေးနေမှာခလို့နေလာတော့ဒီကြည့်ရနေရပါမှာအရင်ကနေဝိမလေးပြီးတတိယမြေကြီးမယုံတာဟုတ်လို့
ရှားသောတေးပုံဖြစ်တယ်ဒီပွေမှာဆိုဒီပစင်းကိုဒီနဲ့ဖန်ကြီးဆင်မှတယ်ကခံစားပြီးဒီဇလန်ကိုစီစဉ်ပေးလိုက်ပါလေဒီဇလန်မှာတာဝန်ကြီးဆောင်ထားရတဲ့အမှုပညာရှင်များကတော့စာရေးဆရာဒါရိုက်တာကိုကျော်ရုပ်ရှင်နာဆင်နေတယ်ဒီနေ့ဒီတီတိန်ဒီနေ့ဒီနည်းနဲ့ရှိစာစုတီးချိန်ဒီတာဆိုရင်နင်းနေသေးဒီမိုးဆိုပြီးတော့တဲ့တို့ရှင်းနေထိုင်ဒီတိုင်းရှင်များဖြစ်နေမောင်မောင်ချင်းကြီးကပါဝင်ပြီးဆောင်ထားကြပါလေဒီတာမျိုးရှင်နေနေအော်မောင်ကျော်အေးနေThe Family TV ကြားအဖွဲ့ကပါဝင်ပြီးအားထုတ်ကြပါလေအတန်းနဲ့မဟာမြတ်စီယမှာဖြီးကျော်ဆိုင်ကဖိုင်းယူပေးထားပြီးဒီဇလန်းကိုမင်္ဂလာစိတ်ကြီးတယ်လို့အမှတ်ကိုကျုံးနေနဲ့24လမ်းကရန်ကုန်မြို့မှာတာဝန်ယူဖြန့်နေတာဖြစ်ပါကြောင်းဖြစ်သောတာကိုပေါင်းနေတယ်